Trisa အသက်33နှစ်မှာ independent woman အသွင်ကိုရထားပြီပဲဒါပေမဲ့တကယ်တမ်းတော့ fully independent ဖြစ်ပါဘူးအလုပ်ကလွယ်ပြီးရင်အိမ်လုံးကိစ္စတွေလုပ်တဲ့နေရာမှာအကူအညီမပါဘဲနဲ့ဘာမှမလုပ်ဘူးအားကြောင့်မလို့အခုအိမ်ပေါ်ကနေဆက်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ငါဟိုတယ်မှာတဲမှာမဟုတ်ငါရဲ့ strategic resident မှာတဲပါပြီးတော့ခန်းတစ်ပတ်လည်းငါမှတ်ပြီdrama တွေမရှိတော့ဘူး Trisa ဒီကအိမ်ပေါ်ကနေဆင်းလာတဲ့အကြောင်းရင်းကတော့မြန်မာ Center Resident ကြောင့်ပဲဖြစ်ပါတယ်Trisa လိုမျိုးအလုပ်အများများတဲ့ MC တယောက်ပြီးတော့ကိုပိုင်လုပ်တွေလည်းလုပ်နေတဲ့လူတယောက်အနေနဲ့ကတော့အချိန်ကတန်ဖိုးအရှိဆုံးအရာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေရာဆိုလို့ရှိရင်အလုပ်ရမ်းများတဲ့သူတွေတော့စီးပွားရေးရလဲတကယ်ကိုအချက်ချတဲ့နေရာကောင်းပါအလုပ်ရမ်းများတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ efficiency ဖြစ်တာကိုတော့လုံးဝ short နေလို့မရပါဘူးဘာလို့လဲဆိုလို့ရှိရင် client meeting ကနေပြီးတော့ပွဲရနေပြီးတော့ glossary shopping အဲ့ကနေပြီးတော့ခီးထွက်ချက် switch လုပ်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်ဖို့တော့လိုတယ်ပြီးတော့ဒီနေရာက corporate hub ဖြစ်တဲ့အတွက်ကြောင့်မလို့ Trisa အတွက် client meeting ရှိရဆိုလို့ရှိရင်လည်းအခုနေတဲ့နေရာနေပြီးတော့10 minute အတွင်း office tower ကိုရအောင်သွားလိုက်ရုံပဲအဲ့တော့ carpet dan တွေ stress တွေများတဲ့အတွက်ကြောင့်အလုပ်မှာပို့ပြီးတော့စိတ်ညစ်ပြီးလုပ်လို့ရတယ်နောက်ထပ်တစ်ခုကတော့ Trisa လို့ခီးခဏသွားရတဲ့သူတွေဆိုလို့ရှိရင်လည်းလင်ခွင်းနဲ့လည်းနေတယ်ပြီးတော့မြို့ထဲသွားရတဲ့သူတွေအတွက်ဆိုလို့ရှိရင်မြို့ထဲနဲ့နေတဲ့နေရာကောင်းဖို့ပဲဖြစ်ပါတယ်အဲ့ဒါအပြင်မှာရှိသေးတယ် Trisa ပွဲခဏလုပ်ရတဲ့သူအနေနဲ့ဆိုလို့ရှိရင်ပွဲလုံးများဆုံးဖြစ်တဲ့ Malia Hotel နဲ့ဆိုလို့ရှိရင်10 minute လောက်လမ်းလျှောက်သွားလိုက်တာနဲ့ရောက်ပြီး carpet dan လုံးဝမခံရတဲ့အတွက်ကြောင့်ကျွန်မရဲ့အလုပ်မှာအရင် stress ကိုလျော့သွားနိုင်ပါတယ်အဲ့ဒီအပြင်ကိုမှ daily essential အတွက်ဆိုလို့ရှိရင်လည်း grocery shopping လုပ်မလားတခြားသော shopping လုပ်မှာမြန်မာ plaza နဲ့ကလမ်းလေးလျှောက်သွားလိုက်တော့ပါပြီအရင်ကောင်းတဲ့နေရာကောင်းပါအဲ့ Trisa ကလေ bedroom ချယူတဲ့အခါမှာတော့ဒီမှာ1 bedroom ကနေပြီးတော့3 bedroom ထိရှိရယ် Trisa ကတော့2 bedroom လေးယူထားတယ်တငယ်ချင်းနေမိသားစုဝင်တွေလာရင်အိတ်လို့ရအောင်ပါအဲ့တော့ couple တွေပဲဖြစ်ဖြစ်ကိုလိုတကူတဲ့သမားတွေပဲဖြစ်ဖြစ်မိသားစုနဲ့နေချင်တဲ့သူတွေအတွက်စိုက်တဲ့အခန်း type ကိုပေးလို့ရပါတယ်ရှင် Okay လာအခန်းပြမယ်လားဒါကတော့ Trisa ရဲ့ master bedroom လေးပါဒီမှာကြည့် Trisa အခန်းအရင် view ကောင်းတယ်ဘာလို့လဲဆိုတော့ Trisa ဒီလိုမျိုးနေရာဝင်ပြီးလင်းချင်းနေရပဲကြိတ်တယ်ဘိုးဘက်မှာဆိုလို့ရှိရင်လည်းရှူရုံဖျားအောင်နေရပါတယ်အရင်တက်ပဲဖို့ကောင်းတယ်ပကြီးကားလေးတစ်ချက်လိုပဲ view ကလေလှနေရပဲအော်ဒီဘက်မှာရှိသေးတယ်ဒီဘက်ကတော့ဒါကတော့ရေချိုးခန်းလေးပါ shower ရှိရယ်ပြီးတော့ရင်တော့နှိမ်ရလဲကြီးကြီးပဲအလှပြင်လို့လည်းကောင်းတယ် skin ခန်းလေးလို့လည်းကောင်းတယ် I like it ပြီးတော့နောက်ထပ် bedroom တစ်ခုရှိသေးရလားပြမယ်ကလာခဲ့ဒီဟာနောက်ထပ်တစ်ခန်းဒါကတော့အဲ့တဲ့ဘာတွေကိုအိတ်ခံလို့ရတဲ့အခန်းပေါ့နော်တကယ်ချင်းနေလိုက်ဒီမှာအိတ်ခံလို့ရတယ်ပြီးတော့ Trisa ကြိတ်တာလေးတစ်ခုပြောပြမယ်ဒီမှာကြည့်အခန်းထဲမှာတော့ wardrobe ပါတယ်ဆိုတာတခါတည်းအခန်းတိုင်းမှာတော့ပါပြီးသားဟိုဘက်က master bedroom မှာလည်းဒီလို wardrobe အကြီးကြီးပါတယ်အဲ့တော့အိတ်ကြီးဝတ်စားတွေဖက်နှက်တွေအကုန်လုံးထည့်လို့ရတယ်အဲ့တော့လုံးဝ fully furnished ပါအစင်းနဲ့တက်နေလိုက်ရုံပဲခေါင်းစားအရင်တက်တာတယ်ရမ်းကြိုက်Trisa အတွက် independent ဖြစ်တယ်ဆိုတာကတော့ကိုယ့်ရဲ့အလုပ်ပေါ်မှာပို့ပြီးတော့အချိန်ပေးပြီးတော့အားဆိုင်နိုင်ဖို့ပဲဖြစ်ပါတယ်။အော် Wi-Fi ရပါပြီ။တော်တော်အဆင်ပြေတွေ့လား။ဒီမှာဆိုလို့ရှိရင် Wi-Fi service တော့ပြောရေးပြီးကိစ္စတွေဘာမှစိတ်ပူစရာမလိုအကုန်လုံးဝန်ဆောင်မှုအပြည့်ရှိပြီသား။အဲ့ဒီအတွက်ကြောင့်မလို့ Trisa ဒါတွေမလုပ်ချင်လို့တော့မဟုတ်ဘူး။ဒါပေမဲ့ကိုယ့်အလုပ်မှာပို့အားဆိုင်လို့ရအောင် efficient ဖြစ်တဲ့ lifestyle လေးတစ်ခုရွေးလိုက်တာတစ်ခုပါပဲရှင်။ laundry space ကအကျဉ်းရှော့မိုက်တယ်အဲ့တော့ညပြီးမှရှော့မယ်နော်အကျဉ်းတို့လား kitchen area ဆိုလို့ရှိရင်လည်းဥရိပလုံးအကုန်လုံးကတက်ဆက်လေးပဲပြီးဒီဘက်မှာဆိုလို့ရှိရင်လည်းဗီဒီယိုတွေရှိရအော်ပကံတွေဇွန်းတွေကစအကုန်လုံးထည့်ပေးထားတယ်အားလုံးအသစ်တွေကြီးပဲမိုက်တယ်ဘာမှဝယ်စရာမလိုတော့ဘူး microwave လည်းပါပြီးသားဒီမှာဆိုလို့ရှင်လည်းကောင်းမွန်အပီးရွက်တွေစီဘေးစင်းရှိတဲ့ရေခဲသတာပါပါတယ်ထူတော့ရေခဲသတာပါပါတယ်ဒါအဆင်ပြေသွားရအော်ဒီဟာဆိုလို့ရှိရင်တော့ Trisa အကြိုက်ပဲကျမတို့ဖက်နှက်များတဲ့သူတွေအတွက်ဆိုရင်ဖက်နှက်စင်ကြီးပါတယ်ဒီမှာနေမလောက်ဘူးမလားရှားတယ်လေဒီမှာထည့်ပါအပြည့်ဖက်နှက်တွေထည့်လို့ရတယ်စိတ်ကြိုက်လောက်ကောင်းလဲနော်
ပြီးတော့လေဒီမှာ facility အနေနဲ့ဆိုလို့ရှိရင် gym ရှိတယ်ပြီးဘီလီယက်ထိုးရတာကြိုက်တဲ့သူတွေအတွက်လည်းရှိတယ်နောက်ပြီးတော့ကလေးတွေအတွက်ဆိုလို့ရှိရင်လည်းကလေး indoor ကစားကွင်းလေးလည်းရှိတယ်အပန်းဖြေလို့ရတဲ့ပန်းချန်နေရာ landscape area ကောင်းကောင်းလေးလည်းရှိပါတယ်အမှန်တော့လေထရီဇာအနေနဲ့ဒီမြန်မာစင်တာ resident ကိုပြောင်းလာတာဒီနှစ်ရဲ့ strategic အဖြစ်ဆုံး decision တစ်ခုလို့ပြောလို့ရမယ်။ဘာလို့လဲဆိုတော့ကြည့်ပါလားနေရာအားဖြင့်တကယ်ကောင်းတဲ့အချက်ထားကြတဲ့နေရာမှာ connectivity အားဖြင့်ဆိုလို့ရှိရင်လေကွင်းသွားမလားမြို့ထဲသွားမလားကိုအလုပ်သွားမလားအရင်ဆင်ပြေတယ်ပြီးတော့ကိုယ့်အတွက်လည်းလေတကယ် work life balance တော်တော်ဖြစ်အောင်လုပ်ပေးနိုင်တဲ့နေရာကောင်းလေးပဲအလုပ်လည်းသွားလို့ရတယ်အခုလိုပန်းလည်းဖြည့်လို့ရတယ်တော့ကောင်းတယ်နော်တကယ်တော့လေအခုလိုမျိုးအိမ်နဲ့ခွဲပြီးတော့အိမ်ဘွားနေစင်းလာတာအိမ်ကိုလွမ်းမဲ့ချင်နေတာအဲ့လောက်လည်းမဆိုးပါဘူးစင်ပြေပါတယ်လောက်လှတဲ့ရှုခင်းနေတယ်လာပြီဟယ်လိုဟယ်လိုဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့မမဟုတ်အလေးမရှိစားအတွက်လေးပစ္စည်းရောက်နေရရှိလို့လေမမအားလေးလမ်းကြောင်းချပေးရပါရှင်မမအော်ဟုတ်ကဲ့ဟုတ်အဲ့ဆိုရင်အခုစင်းလာယူလိုက်မယ်နော်မကျေးဇူးပါဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်မမစင်းလာယူပါစီဟောအင်္ဂါပို့လာပဲသမင်းနေကြောင်မလေးစာရွက်လေးတော့ပါသေးတယ်သမီးရေတဲ့အိမ်ပေါ်ကနေဆင်းသွားတာဘာကြောင့်လဲဆိုတာအမေတို့သိပါတယ်တဲ့okay နောက်ဆုံးတော့လေဘလောက်ပဲ independent ဖြစ်ဖြစ်ဘလောက်ပဲ strategic ဖြစ်တဲ့အမျိုးသမီးပဲဖြစ်ပါစေအလုပ်တွေကောင်းကောင်းလုပ်နိုင်ဖို့အောင်မြင်တဲ့လမ်းကိုကောင်းကောင်းရှောင်နိုင်ဖို့ကမိသားစုဝင်တွေရဲ့ပံ့ပိုးမှုနဲ့အချစ်တရားလည်းအများကြီးကိုအရေးကြီးပါတယ်။ဘာဟင်းတွေပို့လာလဲမသိ။